Hello အားလုံးပဲမင်္ဂလာပါ Cryptocurrency Daily မှာ YouTube Channel ကိုကြိုလိုက်ပါရစေဒီနေ့ video မှာဆိုရင်တော့ကျွန်တော်တို့နဲ့ Bitcoin Market Update ကိုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့ YouTube Channel ကိုကိုမှရောက်လာလို့ဆိုရင်တော့ကျွန်တော်ရဲ့ video ကို Like and Subscribe လုပ်ပေးလို့ရပါတယ် Disclaimer ဒီ video မှာပါဝင်သောအကြောင်းအရာတွေဖြော်ရည်နဲ့သတင်းချက်တာဖြစ်ပါတယ်ငွေကြေးကြေးမှုများလုံးဝမဟုတ်ကြောင်းပြောချင်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် BTC อ่ะဆိုရင်9ရက်အတွင်း 0.47% ကျတယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့အရင်ကျတာမဟုတ်ဘဲနဲ့တက်လိုက်ကျလိုက်ဖြစ်တဲ့ price action ကိုကျွန်တော်တို့တွေ့ရပါကျွန်တော်70မှာဝင်တာတွေကတော့ကျွန်တော် Aerodome Finance တွေကျွန်တော်အသက်ပါပဲတစ်ခါမှမကြဘူး AB တဲ့တစ်ခါမှမကြဘူး Kia အခုတက်နေခွင့်ကျွန်တော်တစ်ခါမှမကြဘူးဒီထဲမှာဆိုတော့ Fuck Coin ဆိုတဲ့ကျွန်တော်မီမီ Coin ကိုလောက်ပဲသိတာပေါ့နော်အဲ့တော့ channel coin တိတ်ပြီးတော့တက်တာမဟုတ်ဘူးနည်းနည်းပါးပဲကျွန်တော်သိရမလား random alt coin တွေပဲတက်တာကိုကျွန်တော်လည်းတွေ့ရပါအဲ့တော့ပထမဆုံးအနေနဲ့နောက်ဘက်မှာဘာသတင်းတွေရှိလဲဆိုတာကိုချက်လောက်ကြည့်ရအောင်အကယ်၍တင်းအနေနဲ့ဒီလိုမျိုး crypto သတင်းတွေနောက်ဘက်ဘယ်လိုမျိုးလာမယ်ဥစ္စာကိုသိချင်တဲ့ဆိုရင်သင်ဘယ်လိုကြည့်ရမလဲဆိုရင်ကျွန်တော် forexfactory.com ဆိုတဲ့ဥစ္စာကိုရှာလိုက်ပါအကယ်မသိဘူးဆိုတော့ကျွန်တော်ဒီ video ရဲ့ description မှာထည့်ပေးထားတယ်အဲဥစ္စာကိုရှာပြီးတော့အချိန်ကျွန်တော်ဒီမှာကိုနဲ့သက်ဆိုင်တဲ့ဥစ္စာပေါ့နော်ဥပမာဆိုရင်တင်စစချင်းရှာလိုက်ရဆိုအကောင့်ဖွင့်လိုက်တင်ဒီဥစ္စာကြီးတွေ့ရမှာတင်နေနဲ့ဒီဥစ္စာတွေအကုန်လုံးကကျွန်တော် crypto နဲ့မဆိုင်ဘူးပေါ့နော် forex နဲ့ဆိုင်တဲ့ဥစ္စာတွေဟိုအဲ့တော့ crypto နဲ့ဆိုင်တဲ့ဥစ္စာတွေနေတယ်မှာ crypto calendar ဆိုတဲ့အရာရှိရပေါ့နော်အဲ့ဥစ္စာလေးနှိပ်လိုက်ပါအဓိကကျွန်တော်ဒီဥစ္စာကျတော့ခုနကသတင်းတွေတွေကနေပြီးတော့မှဒီ crypto နဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးကိုပဲကျွန်တော်နဲ့တော့ဖယ်ထုတ်လိုက်တာပေါ့အဲ့တော့နောက်ပတ်မှာဆိုရင်အဓိကသတိထားကြည့်ရမယ့်ဥစ္စာ US Federal Fund Rate အဲဥစ္စာပါလဲဆိုတော့ FOMC meeting မှာလူတွေမျှော်လင့်ထားတဲ့ဥစ္စာကျွန်တော်တို့မှာ previous focus ဆိုတာသူတို့နဲ့လူတွေခံမှန်းထားတဲ့အရာကျွန်တော် previous ဆိုတာအရင်တော့သူတို့နဲ့ rate ကို pause လုပ်ထားတော့မယ်ကျွန်တော် 4.5% ဖြစ်နေတော့မယ်အဲ့တော့အကေသူတို့နဲ့ထွက်လာတဲ့အချိန်ကျရင်ကျွန်တော် 4% လောက်ပြောမယ် connected တိုက်တင်ရနေပြီး losing လောက်လိုက်တဲ့အချိန်ကျရင်ကျွန်တော်4% တော့0.25ပါနော်0.25% cut လောက်လိုက်တယ်ဆိုရင်ကျွန်တော်4.25ထွက်လာလိမ့်မယ်အကယ်4.25ထွက်လာဆိုရင် market အခြေအနေတွေကောင်းတယ်အဲ့တော့ပြီးတော့အချိန်တို့နဲ့ဓာတ်ရင်မကအောင်တို့ချိန်ညာမဲ့ဥစ္စာရဲ့ US FOMC economic projection တို့ဘာလို့အဲ့လိုမျိုးတို့နဲ့ economy မှာဘယ်လိုဖြစ်နေတဲ့အခြေအနေဘယ်လိုဖြစ်နေလဲဆိုတဲ့အရာကိုချိန်ညာလိုက်မယ်အဲ့ကြရင်တော့သိရတာ price ကလှုပ်ပါလိမ့်မယ်ရေးဥစားသတင်းကတော့ကျွန်တော်မြန်မာစံတော်ချိန်နဲ့ကျွန်တော်ကလှုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မြန်မာစံတော်ချိန်ကြာတာပရိမနက်12နာရီခွဲမနက်ပိုင်းမှာကျွန်တော်ねဒီဥစား release လုပ်မှာပေါ့နော်တောက်ကြနေညကြာတာပရိမနက်ပေါ့အဲ့လိုပုံစံဖြစ်ပါတယ်အဲ့တော့ဒါကတော့သတင်းဘယ်လိုကြည့်ရလဲပေါ့နော်အဲ့တော့ BTC price action ဘယ်လိုဖြစ်မလဲဆိုတော့ရအောင်သွားလိုက်အောင်အဲ့တော့ကျွန်တော်တို့ね monthly ချက်ကိုချက်လောက်ကြည့်မယ်ဆိုရင်ကျွန်တော်အရင်ဘက်ကပြောခဲ့သလိုပဲဟိုးရှေ့ဘက်ကပေါ့နော်ကျွန်တော် live stream ကအရင်ဘက်ကမလုပ်ဘူးအဲ့ရှေ့ဘက်ကလုပ်ခဲ့တာပေါ့နော်အဲ့တော့ဒီဘက်ကတော့ video ပဲလုပ်တာပေါ့အကေကျွန်တော်ဒီမှာကြည့်လိုက်မယ်ဆိုရင် market ကကျွန်တော် order high အပေါ်ရောက်သွားတယ်ပြီးတော့အချိန်မှာ trading လုပ်ရလို့ကျွန်တော်ね bullish အခြေအနေဖြစ်တဲ့ကြောင့်ကျွန်တော်နောက်ဘက်ကိုလည်းကျွန်တော်ねဆက်တက်ဝင်မျှော်လင့်ထားတာဒါပေမဲ့တခုရှိတဲ့ဥစ္စာကျွန်တော်ဒီဘက်ဖြစ်တည်ရဲ့အချိန်မှာတော့ကျွန်တော်ねမျှော်လင့်ထားတဲ့ price ရှင်က opening closing ဖြစ်တဲ့အခြေအနေဆိုရင်ဒီနားမှာပဲ closing ဖြစ်ဖို့လည်းမျှော်လင့်နေဆိုပြီးပြောခဲ့ရပါတော့အဲ့တော့ကျွန်တော် weekly ချက်ကိုချက်လောက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ live stream လုပ်တဲ့ဘက်ကဒီဘက်နဲ့တွေ့ကျွန်တော်မျှော်လင့်ထားတဲ့ဥစ္စာဒီအောက်ကိုရောက်လာအောင်မျှော်လင့်ထားโอเคအဲ့တော့ကျွန်တော်တို့ねဒီအောက်ကိုရောက်လာဖို့မျှော်လင့်ထားရဆိုပြီးကျွန်တော်တို့ねအရင်ဘက်တော့ focus လုပ်ထားတာပေါ့နော်အဲ့တော့အဲ့အရှိဘက်ကတော့ပြီးလည်းပြကျွန်တော်တို့ねတဖြည်းဖြည်းတည်းနဲ့ကြာလာတယ်ပြီးလည်းပြကျွန်တော်ကြာသွားတယ်ကျွန်တော်ဒီဘက်လောက်တော့ကျွန်တော်ね target ကတော့ရောက်သွားတယ်ပြီးလည်းပြဘာဖြစ်လဲဆိုတော့ V shape နဲ့ပြန်ပြီးတက်လာကျွန်တော်ねအကေး market ကဆက်ပြီးတော့ bullish ဖြစ်မယ်ဆိုရင်ဒီနေရာကနေဆက်ပြီး bullish ဖြစ်နေတခုဖြစ်နေတဲ့အခြေအနေကဘာဖြစ်သွားလဲဆိုရင်သူကဟိုပါဘောနော်ဟို market မှာဒီနေ့မှာဘိုးရူးလန်းကြတာပဲလားမသိဘူးအဲ့နေ့နေ့က200တရား Iran မှာလားမသိ Iran နဲ့ Israel စစ်ဖြစ်တဲ့အခြေအနေလားအဲ့လိုအခြေအနေကြောင့် market အုံးလို့ထိုးကြလာ market ထိုးကြလာအဲ့ဥစ္စာတွေအကြောင်းကျွန်တော်next step တို့ဘာလို့လဲပြုတ်ကြလာတယ်လို့ US 100တို့ကျွန်တော် S&P 500ဆိုလို့လဲကျွန်တော်ဒီမှာပြုတ်ကြလာတယ်ပေါ့နော်အဲ့ဒါကြောင့်လာနေကျွန်တော်ဒီမှာပေါ့နော်ဒီချက်မှာဆိုပို့ပြီးတော့ clean ဖြစ်မှာပါကျွန်တော် NU ဆိုရင်ဟို US 100 Nasdaq ဆိုရင်ပြန်ပြီးပြုတ်ကြလာတယ်အဲ့ဒါကြောင့်ကျွန်တော် tech stock တွေအဲ့လိုမျိုးပြုတ်ကြတဲ့အချိန်မှာဆိုရင်လည်း BTC တို့ပါတော့လေကျွန်တော်ねပြုတ်ကြလာလေးရှိပါဘယ်ဟုတ်ဟာဒုက္ခပဲဟိုဒီဥစ္စာကတော့ဒီလိုပဲပေါ့နော်ကျွန်တော်ကြာလာတဲ့အခြေအနေကျွန်တော်ねမျောလင်းတဲ့ဥစ္စာကတော့ဒီပေါ်ထပ်ပြီးရောက်ပြီးတော့ကျွန်တော်ねကြာစီတာပေါ့ဒါပေမဲ့လက်ရှိမှာဆိုရင်တော့
ဒီပေါ်ရောက်ပြီးတော့မှကျွန်တော်နေကြာစေချင်တယ်ဒါပေမဲ့သူနဲ့မရောက်ဖဲကျွန်တော်ဒီရက်မှာနေမှာကြာလာပြီးတော့တဖြည်းဖြည်းအုံးဆိုပြီးထိုးကြလာတဲ့ဥစ္စာကိုကျွန်တော်နေတွေ့ရပါအဲ့တော့ဒီဘက်ကဘာဖြစ်မလဲဆိုကျွန်တော်အကေးဒီလိုမျိုးနဲ့ bearish အနေနဲ့ closing ဖြစ်မယ်ဆိုရင်တော့ကျွန်တော်နေနောက်ဘက်ကိုပြန်ပြီးထက်ကြလာအောင်မျောလင်းကြလာပြီးတော့အချိန်ချင်းကြလာအောင်မျောလင်းမှာပေါ့နော်အနည်းဆုံးတော့ trading လုပ်မယ့်ဥစ္စာ102.682 x8 ပေါ့ x8 okay အဲ့တော့ကျွန်တော်ဒီဘက် weekly ကန်တွေကကျွန်တော်တို့အခြေအနေမကောင်းတဲ့အတွက်ကြောင့်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ bearish ဖြစ်မဲ့အခြေအနေပါပဲအကေ bullish ဖြစ်သွားရဆိုရင်တော့ကျွန်တော်တစ်မျိုးပေါ့တင်မှာအကေကျွန်တော်ဒီဗီဒီယိုကြည့်ပြီးကျွန်တော်မနှက်ဖြန်မနှက်ပေါ့နော်တလင်းလာနေကျွန်တော်ကြည့်တဲ့အချိန်မှာ1,6,855ပေါ့မှာ closing ဖြစ်တယ်ဆိုရင်တော့ဘာမျောလင်းလို့ရလဲဆိုရင်နည်းနည်းလေး bullish price action အနေထားမှာရှိသေးတယ်မျောလင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်မျိုး bearish အနေနဲ့ကျွန်တော်အောက်မှာ closing ဖြစ်တယ်လက်ရှိနေရာပေါ့လက်ရှိနေရာထဲနည်းနည်းလေးကျပြီး closing ဖြစ်တယ်ဆိုလည်းပိုကောင်းတယ်104,684မှာကျွန်တော် closing ဖြစ်တယ်ဆိုရင်ပိုကောင်းတယ်ပေါ့နော်အဲ့လိုမျိုး closing ဖြစ်တယ်ဆိုရင်ကျွန်တော်ကြာလာအောင်မျောလင်းနေကြာလာအောင်မျောလင်းနေဆိုရင်တော့သူ့အနေနဲ့အနည်းဆုံးဒီတရားနှစ်နဲ့ကျွန်တော်အနည်းဆုံးတော့ကျွန်တော်ဒီအောက်ပိုင်းလောက်ထိကြာလာတဲ့အနေထားရှိတယ်ဒီ100တက်ပေါ့နော်100 939.98လောက်ဒီကေကြမယ်ဆိုရင်ကြာလာတဲ့အနေထားရှိတယ်အဲ့တော့ဒါကတော့ bearish အခြေအနေကိုပြောပြသွားတာ bullish အခြေအနေကပါတယ်အကယ်သူ့နဲ့ bullish ဖြစ်မယ်ဆိုရင်တော့သူ့နဲ့ဒီပေါ့နော်ကျွန်တော်ဒီတစ်ဝက်လောက်ကိုဟိုးပြီးကျွန်တော်ဆက်တက်တယ်နေပေါ့နော်ကျွန်တော်ဘာဖြစ်လဲဆိုတော့ bullish pressure နဲ့ကျွန်တော်ဝင်လာကျွန်တော်4အောင်ချောက်သွားကြည့်မယ်ဆိုရင်ကျွန်တော်နေရာအနည်းဆုံးပေါ့နော်စိတ်ဝင်စားမယ်အခြေအနေဒီပေါ်ရောက်ပြီးမှစိတ်ဝင်စားမယ်လို့ထင်တယ်ပေါ့နော်လက်ရှိမှာဆိုရင်တော့ trading လုပ်နေတာဒီ range မှာပြောမှဆို range ပဲအဲ့တော့လာမယ့်အပတ်မှာဆိုရင်ကျွန်တော်ねအောက်ပြန်ကျလာအောင်ဆိုရင်ကျွန်တော်အရင်ဆုံးဒီပေါ် trading လုပ်ပြီးမှကျွန်တော်ねကျလာအောင်မျှော်လင့်မယ်လို့ကျွန်တော်ကျလာအောင်မျှော်လင့်နေပေါ့နော်အကေဒီပေါ်တက်မယ်ဆိုရင်ဒီအရင်ဆုံးကျလာပြီးမှဆိုရင်တော့ကျွန်တော်ဒီပေါ်တက်နိုင်တဲ့အခြေအနေများတော့ဆိုရင်ဘယ်လိုပုံစံလဲဆိုရင်ဒီလိုအခြေအနေဖြစ်နေတဲ့အကေ price ကဒီကနေမတက်ဘဲနဲ့ဟိုကျလာတယ်အဲ့ဆိုရင်တော့ကျွန်တော်ဒီလိုမျိုးတက်ပြီးတော့မှကျွန်တော်ဒီလိုမျိုးပြန်ကျတဲ့အခြေအနေလည်းဖြစ်နိုင်တယ်အဲ့လိုအခြေအနေပဲမျှော်လင့်ထားရပါတယ်ဒါပေမဲ့တစ်ခုရှိတဲ့ဥစ္စာဒီလိုမျိုးတက်သွားပြီးတော့ကျွန်တော် bullish momentum တွေတွေ့ပြီးတော့ကျွန်တော်တက်သွားပြီးတော့ဒီမှာ bullish structure ကြီးမှာဒီဥစ္စာဆိုရင် bullish structure မဟုတ်ဘူးဗျာကျွန်တော်ဒီမျိုးဥစ္စာပေါ့ဒီမှာဆိုရင် bullish price action ပြောလို့ရတယ်ဒီဥစ္စာပါ trend consolidation ဖြစ်နေအဲ့တော့ continuation အောက်ကိုဆင်းလာအောင်မျှော်လင့်ထားအဲ့တော့အနည်းဆုံးတော့ကျွန်တော်102.53ညာနဲ့ကျွန်တော်အဲ့ထက်102.4တရားဘယ်လောက်102.500ပေါ့102.500လောက်ထိကိုကျလာအောင်မျှော်လင့်ထားဖြစ်ပါတယ်ဒါကတော့ဒီဘက်အတွက် Bitcoin analysis ပဲဖြစ်ပါတယ်အဲ့ဒီမှာ Bybit account မရှိသေးဘူးဆိုရင်ကျွန်တော်ရဲ့ account ဖွင့် deposit ရလဲကျွန်တော်ရဲ့ဒီ Bybit account ကနေပြီးတော့ဖွင့်ခြင်းပြီးကျွန်တော်ရဲ့ YouTube channel ကိုအထောက်အကူပြုပေးလို့ရပါတယ်အကယ်တင်သိချင်တဲ့ အောက်ပိုင်းရှိရဆိုရင်လည်း comment ပေးလို့ရပါတယ်နောက် video ကြောင်းတွေ့ရအောင် bye bye